ပင်လယ်သားဟင်းရှစ်ပွဲနဲ့ဒါ10ဦးသာဝါသား3000က10ဦးသာပေါ့နော်ကဲသူမှထားလေးကျွန်တော်ချက်ပြပေးမယ်ဒါကကျွန်တော်နှစ်ပွဲပေါ့နော်တစ်ပွဲကို10လုံးပါတယ်ကဏ္ဍခွက်ကျော်3ပွဲမှာတာပေါ့နော်ဒါကကဏ္ဍခွက်ကျော်နှစ်ပွဲဒါစိုက်အသေးလေးတွေပေါ့နော်ပြီးရင်ပဇွန်ကင်းကတော့စိုက်အသေးနှစ်ပွဲပါတယ်ဗျာသူက10ဦးသာဆိုတော့နည်းနည်းများတယ်မှာတာပဇွန်ကင်းဒါစိုက်အသေးပေါ့နော်စိုက်အသေးနှစ်ပွဲပါပဇွန်ကင်းအလက်စိုက်တစ်ပွဲပါမယ်ကဏ္ဍအသားနှွင်တစ်ပွဲဒီကောင်ကတော့တစ်ပွဲတော့မဟုတ်တာတစ်ပွဲခွဲပေါ့နော်ပြည်ကြီးငါတစ်ပွဲခွဲဝါစား3000မှာပါတာလေးတွေကကျတော့ဒီမှာအရွက်ကြော်ပါမယ်အတုံးမြုပ်ဆိုလဲကျွန်တော်စုံစုံလေးထည့်ပေးပါတယ်၄-၅မျိုးလောက်ထည့်ပေးရပြန်နော်ရေတော့ကတော့ကျွန်တော်ဒီမှာတိတ်ကလေးစီထားပြီးမှောက်ပါသလိုနော်မပြတော့ဘူးထမင်း10ဦးသာအိုးထမင်းကတော့ဒါကျွန်တော်တို့ ARD ရွှေဘိုပေါ်ဆန်းမွေးပဲသုံးပါတယ်ကဲကျွန်တော်ရှိရချက်ပို့လေးတွေမှာမယ်ဆိုရင်ကျွန်တော်အနည်းဆုံး1ရက်တော့ကြိုပြီး order တင်ပေးပါကျွန်တော်ဒီရက်ပိုင်းဒါမှအားလို့ဗီဒီယိုလေးလည်းမတင်ပြဘူးပေါ့နော်ကျွန်တော်1ရက်တော့ order ကြိုတင်ပေးမှာကျွန်တော်ရှိမှာဒါချက်ပို့လေးတွေရမယ်ဗျာနော်ဒီဇိုင်းအတွက်လည်းပိုကင်းလေးတွေကြိုတင်ပေးပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရှိမှာ order လေးတွေတအားများနေတဲ့အတွက်ဒီဇိုင်းအတွက်ဧည့်သည်တွေမရတော့မှာဆိုလို့ပါအားပေးခြင်းနဲ့မိတ်ဆွေများအတွက်ကျွန်တော်ရဲ့ဘိုင်ဟိုမှာကျွန်တော်ရဲ့ဖုန်းနံပါတ်လေးတင်ပေးထားတယ်ပြီးတော့ဒီဟင်းပွဲမီနူးလေးတွေနဲ့ဒါဈေးနှုန်းလေးတွေကိုဒီဘိုင်ဝက်လင်လေးထဲမှာအကုန်ထည့်ပေးထားရဗျာနော်အကုန်လုံးဝင်ကြည့်လို့ရပါတယ်ကဲမှာယူမယ်ဆိုအားလုံးပဲဖုန်းလေးတစ်ရက်တော့ကြိုဆက်ပေးပါနော်ကဲအားလုံးပဲကျေးဇူးတင်ပါတယ်